ဒါဒီထဲဆိုင်ရတာမောင်းမှတော့ဟုတ်တယ်တော့မတော့ကြရင်တော့ကျွန်တော်တို့ထဲရေးရတော့ကျွန်တော်တို့ဒီမှာချစ်ုံသာပဲရနော်အဲ့တော့ချစ်ုံသာတစ်ခါချစ်နှစ်ခါချစ်အဲ့လိုပြန်ချစ်မယ်ဆိုရင်တော့ကျွန်တော်တို့ပဲဆိုင်ဖို့အတွက်ကိုတော့တမန်ရမယ်အဲ့တော့ဒါဒီနေ့ကပြန်ပြီးထပ်ဆန်းသက်တဲ့ခါမှာကျွန်တော်တို့အလိုက်ဆွဲပိုကောင်းပါတယ်လှည့်ရတာလည်းကောင်းတယ်ဒီမျက်နှာချင်းဆိုင်ကလင်မန်းမျက်နှာချင်းဆိုင်ကလှည့်ရတာပိုကောင်းတယ်နော်ကျွန်တော်တို့တစောင်းကြတော့လှည့်ရတာမကောင်းဘူးနော်ကလပ်ပြီးတော့တစောင်းဆွဲနေတယ်ဆက်ကတစောင်းဆွဲနေဒီကောင်ကြတော့ဆက်ကသူကရှေ့ကိုပဲတန်းဆွဲသွားတာလှည့်ရတာလည်းလွယ်တယ်ဒါကတ်လဲလို့ရတယ်ဒါပဲဆက်ကနော်ဆက်ကတော့ဒါလေးပဲရုံတယ်အဲ့တော့ဒါပဲထည့်ရေးအတွက်ကိုကျွန်တော်တို့ဒါဒီနေ့ထပ်ပြီးတော့ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကျွန်တော်တို့မြေညှိနေတာပေါ့နော်အဲ့တော့ဒီမြေညှိတဲ့ကြမ်းပြားကြီးကဒါ16ပေရှိတယ်ကျွန်တော်တို့